ကျမတို့ကအင်ချမ်မြေရင်းနှီးမြုပ်နှံမှုအတွက်ဘလောက်ပဲ leverage မြင့်မဲ့နေရဘလောက်ပဲ income ကောင်းမဲ့နေရနောက် leverage လည်းမြင့်ပြီးတော့ income လည်းကောင်းမဲ့နေရမျိုးကိုရွေးဝယ်ထားဒါကျမတို့ဝယ်ထားတဲ့အင်ချမ်မြေဈေးနှုန်းရဲ့အတက်အကျအပြောင်းလဲသည်အချက်6ချက်အပေါ်မှာသွားပြီးတော့မူတည်ပါတယ်ဒီအချက်6ချက်ကတော့ PESTEL လို့ခေါ်ပါတယ် PESTEL ကိုခေါ်ပါတယ် P ကတော့ political ပါ E ကတော့ economy ပါစီးပွားရေးပါ S ကတော့ social လူမှုရေးပါနောက် T ကတော့ technology အပြောင်းလဲပါ E ကတော့ environmental or ecology ပတ်ဝန်းကျင်ဆိုင်ရာကိစ္စတွေပါ L ကတော့ legal เนาะစာရွက်စာတမ်းဥပဒေအပြောင်းလဲเนาะအဲ့လိုမျိုးအချက်6ချက်အပေါ်မှာမူတည်ပြီးတော့ကိုဝယ်ထားတဲ့မြေကွက်ကဈေးနှုန်းတက်တာဈေးနှုန်းကျတာဖြစ်နိုင်ပါတယ်ကိုမှန်းတဲ့လောက်မဖြစ်တာလည်းဖြစ်နိုင်တယ်လို့ကိုမှန်းတာတဲ့အစာပေါင်းများစွာတိုးတက်ပြောင်းလဲသွားတာလည်းဖြစ်နိုင်ပါတယ်အဲ့တော့ကျမတို့ထိန်းချုပ်လို့ရတာကနေရာကောင်းကိုရွေးဝယ်တာအကွက်ကောင်းကိုရှားဝယ်တာစာရေးစနန်းကောင်းတာကိုရွေးဝယ်တာကကျမတို့ထိန်းချုပ်လို့ရပါတယ်ကျမတို့ကိုယ်တိုင်လုပ်လို့ရပါတယ်ကျမတို့ထိန်းချုပ်မှုအောက်မှာရှိပါတယ်ဒါပေမဲ့ဒီအချက်6ချက်ကတော့ကျမတို့ထိန်းချုပ်မှုအောက်မှာမရှိပါဘူးဒီအချက်6ချက်ပေါ်မှာမူတည်ပြီးတော့ဝယ်လိုအားတက်တာဝယ်လိုအားကျတာဖြစ်ပါတယ်ဝယ်လိုအားတက်တဲ့အခါမှာအင်ဂျင်နီဈေးတက်ပါတယ်ဝယ်လိုအားကျတဲ့အခါမှာအင်ဂျင်နီဈေးကျတာဖြစ်ပါတယ်နော်အဲ့ဒီအချက်6ချက်ကိုတော့ကျမတို့အကျိုးဆောင်တွေရောနောက်ရင်းနှီးမြှုပ်နှံသမားတွေရောဘယ်သူမှထိန်းချုပ်လို့မရပါဘူးသူသည်ရေစည်းကြောင်းအလိုက်ဖြစ်နေတဲ့အရာဖြစ်ပါတယ်အခုဆိုလို့ရှိရင်ကျမတို့ပါမစ်ကနေဗီယန်တစ်ကိုဆက်စာချုပ်သမားတွေဗီယန်တစ်6တာကိုပိတ်လိုက်တဲ့အတွက်ပါမစ်တွေရောင်းအားကျသွားပါတယ်ပါမစ်ဈေးနှုန်းတွေကျသွားပါတယ်နော်ဒါသည် PESTEL 6ချက်ရဲ့ရိုက်ခတ်မှုဖြစ်ပါတယ်ဒီလိုမျိုးရိုက်ခတ်မှုတွေကိုတော့အကျိုးဆောင်တွေပွဲစားတွေကတာဝန်ယူနိုင်မှာမဟုတ်ပါဘူးအကျိုးဆောင်တွေပွဲစားတွေတာဝန်ယူနိုင်မှာကနေရာကောင်းတွေဆာရွက်စနန်းကောင်းတာတွေအလားအလာကောင်းတာတွေဟာလာရေရှည်အတွက်ကောင်းတဲ့နေရာတွေကိုရွေးပြီးတော့ဝယ်ပေးတာပဲအကျိုးဆောင်တွေကတတ်နိုင်တာပါဒီ PESTEL 6ချက်ကတော့နော်ဝယ်တဲ့သူကရောကိုဘာသာကိုချိန်ဆပြီးတော့ကြတော့ဘယ်ချိန်မှာဝယ်တင်တယ်လဲဘယ်ချိန်မှာရောင်းတင်တယ်လဲဆိုတာကိုထိန်းချုပ်ရမှာဖြစ်ပါတယ်အဲ့တော့ဒီ PESTEL 6ချက်ကြောင့်ဈေးနှုန်းတက်တာလည်းဖြစ်နိုင်တယ်လို့ကျတာလည်းဖြစ်နိုင်တဲ့အတွက်ဈေးနှုန်းကျခြင်းဈေးနှုန်းတက်ခြင်းဒီအကျိုးဆောင်ပေါ်မှာမူတည်တာမဟုတ်ဘဲနဲ့ကိုယ်တိုင်စဉ်းစားဆုံးဖြတ်သုံးသပ်ရမယ်အရာတွေဖြစ်တယ်ဆိုတာဒီဗီဒီယိုလေးနဲ့ဝေမျှလိုက်ပါတယ်ရှင်